အဲ့တော့ဦးဇင်းတို့ပြောတဲ့ထဲမှာတော်ကောင်းကြီးတယ်တချို့ကိစ္စတွေညာမမီဘူးလို့ဦးဇင်းတို့ပြောတယ်လေညာမမီဘူးဆိုတာဦးဇင်းတို့လည်းအရင်တော့ကတော့ဒီဝိဇ္ဇာတွေနဲ့ပတ်သက်ပြီးတော့ပလင်ပေါ်နေတော်အပြစ်ပြောဘူးတယ်အဲ့တော့ဗောဓိမြန်ဆရာတော်ကြီးကျေးဇူးကြောင့်ဝိဇ္ဇာတွေဆိုတာတော်ကောင်းကြီးတယ်ပါရမီဖြည့်နေတဲ့သူတော်စင်ကြီးတွေတဲ့တော်ကောင်းကြီးတယ်အဲ့ဒီလိုဗောဓိမြန်ဆရာတော်ကြီးရဲ့စာပေတွေမှာဖတ်ခွင့်ရတော့နောက်ပိုင်းဦးဇင်းတို့အပြစ်ပြောမှုတွေကိုရှောင်ရှားပြီးတော့မှသူတော်ကောင်းကြီးတွေပဲလို့စိတ်ထဲကနေလက်ခံသူတော်ကောင်းတို့နားထဲမှာယဉ်နေတဲ့ဗောဓိမြန်ဆရာတော်ကြီးရဲ့ဥပဇေဆရာပေါ့ဗောဓိမြန်ဆရာတော်ကြီးတော့အဘဝိမလလို့ခေါ်တယ်ဒီအဘဝိမလလို့ဆိုတာကသူတော်ကောင်းကြီးတွေတစ်ချိန်လုံးကမန္တလေးမှာအဲ့တော့အမည်နာမကလူနာမရှင်းတန့်လို့ခေါ်ပါတယ်ဒီရှင်းတန့်လို့အမည်နာမရတဲ့အဘဝိမလလောင်းလျာကြီးဟာသူကဖိုထိုးတယ်တဲ့တော်တော်နဲ့ဖိုထိုးတာတွေတွေ့ဘူးမယ်ကြားဘူးမယ်နော်အဲ့ဒီလိုဖိုထိုးတော့ဖိုယုံထဲကိုဘယ်သူရောက်လာလဲဆိုတော့အဘအောင်မင်းခေါင်ရောက်လာရှင်းတန့်ရတယ်မင်းအဲ့ဒီဖိုထိုးမဲ့စားဟောဒီအာနာပါနဖိုထိုးလိုက်တယ်ဝင်လေသည်ထွက်လေသည်နောက်တော်ကောင်းကြီးတယ်အဲ့ဒီအာနာပါနကမ္မထံကိုဆရှုပြီးတော့မှကြိုးစားလိုက်တာအဲ့ဒီဗောဓိမြန်ဆရာတော်ရဲ့ဥပဇေဖြစ်မဲ့အဘဝိမလလောင်းနေရကြီးဒုတိယမဲ့ကိုဆုခူးတယ်တဲ့ဘာကိုဆုခူးသွားအဲ့ဒီလိုနဲ့နောက်ပိုင်းတော့အဘရာကျော်ဆရာတော်ကြီးတို့ကကတိုင်းရှုွက်တွေတင်ပေးတော့တော်တော်ကိုအဘိညာဉ်ရမှာပေါက်သွားတဲ့သဘောရှိတယ်အဲ့တော့ဗောဓိမြန်ဆရာတော်ကြီးကိုဗောဓိမြန်ဆရာတော်လောင်းနေရကိုငါသားလို့ခေါ်တယ်အဘဝိမလကြီးအဲ့တော့ကတော့ဗောဓိမြန်ဆရာတော်လောင်းနေရကလူဝတ်ကြောင်ပေါ့ဗျာမင်းစိကံလဲရကြတယ်တရားလဲတွေးကြတယ်ဆိုရင်မင်းမာစီသွားကွာဆရာတော်ကြီးအဲ့ဒါအဘဝိမလကဦးဇင်းတို့ဗောဓိမြန်ဆရာတော်လောင်းနေရကြီးကိုတိုက်တွန်း